စကေတစီနဲ့ကိုလာညိုတဲ့လူပေါင်းစုံလို့ချက်ပြီး7-0ရောက်လာပါတယ်7ကိုလာရဲ့စပင်ကိုရှင်းညံပေးလိုက်ပြီမဲ့ကိုလာကတော့စပင်2ကိုပြန်ချုပ်ပြီးအသက်ပြတ်ပြန်တက်လိုက်ပါတယ်အားနေရဲ့7ကိုသူနဲ့အပြင်သွားရအောင်လို့ကိုလာခေါ်နေပြီ7နဲ့စပင်ပေါ်ဆန်လေးချင်းစရာရှိရကြောင်းမအားချောင်းကိုတင်ပြောလိုက်ပါတယ်ကိုလာလည်းအိတ်နေရဲ့ဒိုင်ဖို့ကိုပတ်စံထုတ်ပေးလိုက်တာကြောင့်ဒိုင်ဖို့လည်း7ကိုကိုလာနဲ့လိုက်သွားခိုင်းလိုက်ပါတယ်7နဲ့ကိုလာကကန်းကြီးမှာစကေစီးနေပြီသူ့ကိုလူတယောက်ကလာခွန်မဲလို့ကိုလာကခန်းစားရနေတဲ့ပြောနေပြီ7ကတော့နေရာဆေးချိုးစရာကောင်းလို့တယောက်မှလာခွန်မှာမဟုတ်ဘူးဆိုပြီးပြန်ပြောနေပါတယ်သူညွှန်လိုက်တဲ့ဆရာဝန်ရောကူမပေးဘူးလားလို့7ကမေးနေပြီကိုလာလည်းဆရာဝန်ကစိတ်တပူကိုထုတ်ပေးခဲ့ပြီထမင်းစားပြီးတော့ထိုဆေးကိုတောက်ဖို့ပြောခဲ့ပါတယ်ယောဂအပြန်မသွားပဲသူယောဂကတော့ပိုဆိုးမလာဘူးလို့ကိုလာပြောနေပြီအခုဆိုရင်ဓာတ်တို့ကူလုံးနေကြောင်မလို့တော့ဘူးဆိုပြီးပြောပါတယ်ဒီဆေးကနောက်ဆုံးဆေးလို့ဆရာဝန်ကပြောလိုက်လို့ကိုလာကျန်နေရဲ့ဘွားကိုတပြောကြီးဖြတ်တန်းနေရပါကိုလာနောက်ကိုလိုက်ဖို့ဆိုင်ကင်တိုးနေရဲ့7လဲလေးဆက်ရဲ့တိုက်ခိုက်တောင်ကိုခံလိုက်ရပြီလေးဆက်ကသူ့ကိုရှာနေပဲပြီးကိုတယောက်နေရကြသူများတဲ့ညမှာတော့7ကတောင်းတောင်းကြီးကျန်နေတယ်လို့ဖြစ်နေပါတယ်အဝေးရောက်နေတဲ့ကိုလာလည်း7စီကိုဖုံးဆက်နေပြီဖုံးကို7ကကင်လိုက်ပြီမယ်လေးဆက်ကဆက်တဲ့မို့ AD ကရောက်နေရဆိုပြီးပြောလိုက်ပါတယ်ဒါကြောင့်ကိုလာလည်းတယောက်တည်းပဲရှောက်သွားဖို့ဆုံးဖြတ်လိုက်ပြီစတန်မင်းသားလည်းသူ့ရဲ့နေရာနေပောက်ကွဲမှုကြောင့်တွန်သွားတဲ့ဦးတိုင်ကိုပြန်ရှာတွေ့သွားလို့အသက်သွင်းလိုက်ပါတယ်ဝက်ဆန်ကိုလည်းလက်ကိုပိုဆန်တိုင်းကိုတင်ပြောလိုက်ပြီဦးတိုင်ကိုလေးရင်တစည်းပိုဆန်ကိုပြောင်းလိုက်ပါတယ်ရုတ်တရက်ရောက်လာတဲ့ကိုလာစတန်မင်းသားရဲ့နှာခေါင်းကိုထိလိုက်လို့စတန်မင်းသားလည်းဘာလို့လုံးမရလဲမင်းနေပြီအဲ့ဒါကသူ့ကိုဆွမ်းလို့ကိုလာရှင်းရနေပြီသူ့ကိုစတန်တိုင်းကြီးကိုခေါ်သွားပြီးရင်လှုပ်ပေးမယ်လို့ပြောလိုက်ပါတယ်အခြေအနေကရွေးချယ်စရာမရှိရကြောင်းစတန်မင်းသားလည်းခေါ်သွားပေးလိုက်ရပြီ7ကိုချုပ်ထားတဲ့၄ဆက်ကကိုတယောက်နေလို့ကားတိုက်တာကိုခံလိုက်ရပြီမယ်7ကိုတော့ဆက်ပြီးတော့ချုပ်ထားတော့မှာပဲကိုလာလည်းနီးပြင်းနဲ့ခိရှိတီးနေတဲ့စတန်တိုင်းကြီးကိုရောက်လာပြီလေရင်ပေါ်ကဆင်းလာတဲ့ကိုလာကိုစေယုတ်ကောင်စကန်ဖက်နေလို့ကိုလာလည်းပိတ်ကန်လိုက်ပါတယ်စေယုတ်ကသူစကန်ဖက်လိုက်တဲ့ကိုလာရဲ့ချက်လက်တွေကိုပြနေလို့ကိုလာမှာယောဂတစ်ခုရှိနေရလို့စတန်တယောက်ကပြောနေပါတယ်အဲ့လိုနဲ့ကိုလာကိုခိမိဆက်တွေနဲ့စစ်ဆေးကြည့်နေပြီယောဂချင်းတွေကိုစတန်မင်းသားကတည်သွားပါတယ်မင်းသားလည်းကိုလာကိုမင်းကစမ်းသပ်ခံပစ္စည်း303ဖြစ်ပြီးကြာရှုံးထားတဲ့စမ်းသပ်မှုတစ်ခုလို့ပြောပြလိုက်ပါတယ်စတန်နီကအစွမ်းရှိတဲ့ကလေးတွေနဲ့သူတို့ကိုပေါင်းဆက်ပြီးမျိုးစိတ်တစ်ခုကိုဖန်တီးဖို့လုပ်ခဲ့ပြီပဲမောင်ညင်ခေးအကြောက်ကလေးတွေကငငယ်ကလေးကနေတည်သွားခဲ့ပြီကိုလာကတော့သူတို့ထဲမှာအသက်ကြီးဆုံးပဲဖြစ်ပါတယ်ကိုလာရဲ့မိရချန်ချမ်းရောင်လို့ပြောပြလိုက်ပြီးပုံပြလိုက်လို့ကိုလာလည်းယုံလာပြီမျိုးပိစာချိုးတဲ့မှုကြောင့်ကိုလာမှာကင်ဆာရောဂါဖြစ်နေတာပါဒီမှာနေပြီးသူတည်နာကိုကူပေးရင်သူကပြောင်းအောင်ကူပေးမယ်လို့စတန်မင်းသားကပြောလိုက်ပြီကိုလာကတော့ချက်ကျွန်းမို့ကိုပဲပြန်သွားဖို့ရွေးချယ်လိုက်ပါတယ်7စီကိုကိုလာရောက်လာပြီးဆိုင်ငယ်ကိုမောင်းထွက်သွားလို့7ကိုချုပ်ထားတဲ့၄ဆက်ကပါနောက်ကနေပါသွားပါတယ်ကိုလာ47တို့က3ယောက်ပေါက်ခေါင်းချောင်းနေဖြစ်တာကြောင့်သူတို့ကရန်သူတွေဆိုတော့မေးသွားကြပြီကမ်းခြေမှာဆိုင်ငယ်ပစီးနေပါတယ်ကိုလာတို့လည်းအပေါ်ကနေစတန်မင်းသားကကြည့်နေပြီအရန်ညွန့်နေကြတဲ့ကိုလာတို့ကိုကြည့်ပြီးမနာလိုဖြစ်တယ်လို့စတန်မင်းသားကပြောနေပါတယ်ဒီနေ့မှ7ဒီကအရင်လိုတောင်းရှိမှအမဲစွန့်ပြုတ်ရောက်နေပြီအခုလို7အလုပ်စူးစမ်းနေရတဲ့အကြောင်းရင်းကတော့73နဲ့တွေ့ရင်ဝတ်ဖို့အင်ကြီးဝယ်ရအောင်လို့ပါရှင်းလောက်နဲ့ရုံရုပ်သီးစော့ထည့်ပေးနေတော့ဒိုင်ဘူကဆိုင်မှာဖောက်တဲ့ရောက်နေလို့အမြန်လာခဲ့ဖို့ခေါ်တာကြောင့်အချင်းကြီးကရှင်းလောက်ရဲ့ခေါင်းပေါ်မှောက်ကုန်ပါတယ်ဒိုင်ဘူလည်းစပင်းညက်မဲ့လူရဲ့နာမည်ကိုမေးကြည့်ပြီးဂျက်လက်ကပရင်ချဆိုပြီးပြန်ပြောလိုက်ပါတယ်73ကကကြီးလုတ်ပေးရသူစီကိုသွားပြီးဟိုကောင်လည်းဓာတ်ကိုထုတ်ကြည့်ပြီးနှစုတစ်ထောင်ဓာတ်မှန်တည်သွားပါတယ်ဒီဓာတ်အတူညာလို့စစ်မစစ်ကောက်ကြည့်နေပြီဓာတ်ကျိုးသားမှကွန်နက်ထက်ကပေးလိုက်ပြီးဒီဓာတ်စစ်တဲ့ကြောင်းကိုပြန်ပြောနေပါတယ်ဒိုင်ဘူကိုဂျက်ကကျိုးနဲ့တွဲလောက်ချိတ်တာနေရာကိုရောက်လာတဲ့7ဂျက်ကိုမမှတ်မိရကြောင်းဂျက်လက်သူ့နဲ့မဲ့ကိုပြန်ပြီးမိတ်ဆက်နေပါတယ်7လက်ဂျက်ကသူ့စီကိုစပင်းညက်ပို့လာတာမဟုတ်ရဲ့သူ့ကိုကြိုင်းနေရလို့ထင်နေပြီဂျက်လက်လွန်ခဲ့တဲ့နှစ်ကအကျွေးကိုပြန်လာဆက်တာဆိုပြီးပြောလိုက်ပါတယ်သူ့ရဲ့ဘက်ကဓာတ်တဲ့ရကိုပေးခဲ့တဲ့7ကိုပြန်ပြီးတော့လက်စားရှိရလို့ပြောကြနေဂျက်ကတော့သူ့ဘလူတွေစူးစမ်းခဲ့တဲ့အကြောင်းကိုပြောပြနေပြီလေ7ကတော့ဂျက်လက်တိုက်ခိုက်ခဲ့တာကိုတော့မမှတ်မိပါဘူးဂျက်ကဒိုင်းဖို့ကိုဓာတ်စီရည်နဲ့လောင်းပြီးကျိုးဖို့ကိုဖျောင်းနိုင်တင်လိုက်က7မိနစ်တွင်သူ့ကိုမနိုင်ဒိုင်းချက်ကင်ဖြစ်သွားမှလို့ပြောပြနေပါတယ်တပည့်နှစ်ကကြောင့်အာယုံလွှင့်နေတဲ့ဂျက်ကို7ကကတ်ချင်းနဲ့တိုက်ခိုက်လိုက်ပြီမယ်ဂျက်ကလေဘေးကိုတပည့်လောက်ရှိအောင်လုပ်ပြီးရှောင်လိုက်ပါတယ်7ကကျိုးကိုကတ်ချင်းနဲ့ဖြတ်ဖို့စူးစမ်းနေရကြောင်းတပည့်နောက်ကအသေးပုံတိုင်းနဲ့ကလိုက်ပါတယ်လက်မလျှော့တဲ့7ကတ်ချင်းနဲ့ကျိုးကိုလိုက်ဖြတ်နေပြီမယ်ဟိုနန်ကောင်သူ့တက်ပို့ပြီးဆွဲရှိနေပါတယ်ဒါကြောင့်ကတ်ကြီးကိုနှစ်လက်ခွဲပြီးတိုက်ခိုက်နေရပြီဟိုနန်ကောင်လည်းလူခွဲပြီးတော့ကနေရကြောင်း7မှလက်လျှော့သွားပါတယ်ဂျက်နဲ့တိုက်ခိုက်ဖို့ပဲရွေးချယ်စရာရှိရကြောင်း7လက်တိုက်ခိုက်ဖို့အသင့်ပြင်နေပြီတဖက်မှ73ကနောက်ဆုံးတစ်ထောင်ဓာတ်ကိုအသက်သွင်းမှုလုပ်ပြီးမယ်ဒါကမတုံ့ပြန်လို့7စီကိုပဲထွက်လာလိုက်ပါတယ်ဂျက်ကိုတာမာတိုက်ခွဲတွေနဲ့တိုက်ခိုက်လို့မရမှန်းသိရကြောင်း7လက်တုတ်ကက်ကြီးကိုချီစွမ်းနဲ့အရှိန်ညစ်လိုက်ပြီးဂျက်ကိုတိုက်ခိုက်နေပြီမယ်ဂျက်ကတော့ရှောင်းနိုင်နေတော့မှဖြစ်ပါတယ်7လက်ကက်ကြီးကိုနဲ့လက်ခွဲပြီးအစွမ်းကုန်တိုက်ခိုက်ဖို့လုပ်နေကဂျက်ကလည်းတင်မင်းရိမ့်နဲ့လာတိုက်ခိုက်နေပြီနေရာမမီတိုက်ခိုက်မိလိုက်တဲ့7ကဂျက်ရဲ့တိုက်ခိုက်မှုကြောင့်နိုင်ရိုးတစ်ချောင်းကျိုးသွားပါတယ်ဂျက်လက်နှဆိုးတစ်ထောင်ဓာတ်ကိုထုတ်သုံးမှုပြောနေပြီး7လက်မရှိချောင်းကိုပြန်ပြောပြီးတောင်ကနေချောင်းမီတိုက်ခိုက်တာကိုလည်းဂျက်ကရှောင်းလိုက်နိုင်ပါတယ်မင်းကနှီးလုံးနဲ့ပြောပြီးဂျက်က7ကိုရှက်တီးနေပြီ7ရဲ့ဓာတ်ထရံပြောဖို့ဂျက်ကအချိန်တစ်နှစ်လောက်ယူခဲ့ရပြီညအိတိုင်းမှာလည်း7အိမ်မက်ထက်တွေလာပြီးတော့တိုက်ခိုက်နေပါတယ်7ပေးလိုက်တဲ့အကြောင်းတရားကိုဂျက်ကတစ်နှစ်လောက်ခန်းစားခဲ့ရပြီမယ်7ကတော့ဘာမှမမှီလို့ဂျက်ကစိတ်တူနေပါတယ်73လက်7ကိုမင်းကဘာခေါ်လဲဆိုတော့ပြဆန်းလို့ပြောနေပြီတိုက်ခွဲကုန်ထုံသုံးတာတော့ဂျက်ကိုမနိုင်တာကြောင့်7ကအကြံထုတ်နေရပါတယ်အဲ့တော့အတီးတိုက်ခိုက်တော့မဲ့ပုံစံနဲ့ကက်ကြီးကိုထိန်းချုပ်လိုက်ပြီးရေမက်ကိုကက်ကြီးနဲ့ထည့်လိုက်တာကြောင့်အကုန်လုံးကအံ့ဩကုန်ပါတယ်
အခြေအနေမှန်လို့73နဲ့ရှေ့ကနေကပေးနေရပြီနန်းဆိုးတစ်ထောင်ဓာတ်ကိုမြင်လိုက်တဲ့ချက်ကဓာတ်ကိုယူဖို့တင်မင်းရင်းနဲ့73စီကိုပြေးလာနေပါတယ်73ကိုတိုက်ခိုက်ဖို့ပြေးလာနေတဲ့ချက်ကြောင့်7ကအတိတ်ကမှတ်ညံတစ်ခုကိုပြင်နေပြီလူသက်သမားစီးညင်းမှာကိုနဲ့မဆရဲ့ဝင်မပါဖို့စီကန်းထုတ်တာပဲမယ်7ကတော့နန်းဆိုးတစ်ထောင်ဓာတ်ကိုထိန်းချုပ်ပြီးချက်ကိုတိုက်ခိုက်လိုက်ကဓာတ်ကိုပြန်ဆူပြီးချက်ကိုပါပြန်ပြီးတိုက်ခိုက်လိုက်ပါတယ်7တီတစ်ခေါက်ဖြတ်လိုက်တာဂျက်ရဲ့7ဖြစ်နေပြီတော်တော်လေးချက်ကအင်ကြီးမရှိရတဲ့စပိပုံစံဆိုးတာကိုရှက်ပြီးနေရာကနေထွက်ပြေးသွားပါတယ်သူတို့ရဲ့ချိန်ဆွဲနေလို့ဒိုက်ဘိုကချက်ကင်စတင်ဖြစ်နေ7နဲ့ဒိုက်ဘိုကို MS ရာဝင်ကကူပေးလိုက်ပြီးစေဘိုးအနေနဲ့ဒေါ်လာ9000တောင်းနေလို့ဒိုက်ဘိုလည်းနောက်မှပေးမယ်ပြောပြီးပြန်လွှတ်လိုက်ပါတယ်ဒိုင်ယာနဲ့7ကဖုန်ချောင်းကို73စီကိုထပ်ရောက်လာပြီးကန်းကျုပ်တို့သွားရင်ဝစ်ဖို့ဆိုပြီး73ကိုအင်ကြီးပေးသွားပါတယ်73လည်းအင်ကြီးကိုကြည့်ပြီးရှက်သွားလို့7ကိုရအောင်တတ်မယ်ဆိုပြီးပြန်အောင်နေပါတယ်ဒါကတော့စေစာ7အပိုင်း8ဖြစ်ပြီးနောက်ပိုင်းလေးကိုတော့နောက်နေ့မှဆက်တင်ပေးပါမယ်